သူဘာတဲ့တရှင်းကိုနားကောင်းရှင်းတယ်နော်ဒါပြီးမှကျွန်တော်နည်းနည်းအားပြစကားပြောချင်တယ်ဖားကားအလူငယ်တွေနော်နံပါတ်1နံပါတ်2မှာဘယ်ညမှာဆိုတက်ခက်ခဲတော့တဲ့အလူငယ်တွေကျွန်တော်အားပြစကားပြောချင်တယ်ကျွန်တော်ဖားကားမနေဘူးတဲ့တားခက်ခဲ့တယ်ဒီတရှင်းရင်နားကောင်းမယ်နော်ဒါပြီးမှကျွန်တော်လည်းအားပြစကားပြောချင်တယ်ကျွန်တော်အရင်လုံးကအဲ့တရှင်းနေအဒီတဲကောင်းကောင်းနားမလဲโอเคကျွန်တော်နည်းနည်းအားပြစကားပြောရှင်တယ်ဖားကန်းမှာအုံမြင်သူကတကယ်အုံမြင်တယ်ခက်ခဲရောက်ပြီဆိုလို့ရှိရင်တက်ကက်ကန်းကုန်တယ်ခက်ခဲရောက်တယ်အဲ့တော့ကျွန်တော်လည်းနေခဲ့ဘူးတယ်အဲ့မှာဒီတရှင်းကျွန်တော်နားထောင်တော့ကအဒီပြေကောင်းနားမလဲဘူးအခုမှကျွန်တော်ကောင်းကောင်းနားလဲတာအဲ့တော့ဒီတရှင်းကဘီတူမဆူဇုံချီတူမဇုံတီတော့ကျွန်တော်မမဘူးဆိုလို့ရှိရင်93 ပေါင်ကျတားပေါ်ပြလာတယ်နော်ဒီသူမဆိုကဒီတရှင်းကိုလက်ခံတယ်တဘောကျတယ်ဒါပေမဲ့အဒီဘယ်ကကောင်းကောင်းနားမလဲကြောက်ကျွန်တော်ဒီတရှင်းကောင်းကောင်းခုပြန်နားထောင်လို့ဆိုရင်မှာကျွန်တော်ခေါင်းအားပြရှင်တဲ့တခုကခင်များမှာနံပါတ်ဖားကအလူငယ်တွေနော်ဘာခက်ခဲဖြစ်တာလဲခင်မဆုတောင်းလိုက်နော်လူမမြင်တဲ့နေရာမှာတောထဲမှာတောလိုက်နော်တောပြီးတော့ကျွန်တော်ပြောတာဇုံကြည်သူမဇုံကြည်သူမဆိုင်ဘူးခင်ဗျမီးစမ်းကြည့်ပါနော်အသက်ရှင်နေဖျားရှိလားခေါ်ကြည့်လိုက်နော်ကျွန်တော်ပြတ်မယ်ကျွန်တော်ခေါ်တဲ့ပုံစံဘယ်လိုဆိုတော့အသက်ရှင်နေဖျားလူမရွေးဘူးလူမျက်မခွဲချက်ဘူးအဲ့တော့တကယ်ခက်ခဲကျွန်တော်တဲ့ချိန်မှာခေါ်ကြည့်လိုက်နော်အသက်ရှင်နေဖျားရှိလားယေရှုဖျားဆိုတာရှိလားတကယ်ရှိတယ်ဆိုလို့ရှိရင်တောက်ကိုရီပါလွတ်မြောက်ရှိပါအခက်ခဲကြုံပြီအဲ့လိုယူလေးနဲ့စစ်တောင်းလိုက်နော်
number 1 number 2မှာခင်ဗျားမှာတကယ်အပြစ်ကြီးရှိတယ်ဆိုလို့ရှိရင်အပြစ်ကိုခံလိုက်နော်ခင်ဗျားမိဆန်ချလိုက်တကယ်တမ်းအသက်ရှင်နေဖေယေရှုဖေခင်ဗျားကိုကူနေတယ်လွတ်မြောက်ခိုက်တယ်ဆိုလို့ရှိရင်ခင်ဗျားတော့မလိမ့်နဲ့သူ့ကိုကိုယ်ပါနော်နံပါတ်1နံပါတ်2မှာလူတယောက်ကိုအားကိုးပြီးတော့လူတယောက်ကိုယုံကြည်ပြီးတော့ခင်ဗျားအသက်မရှိနဲ့ဘယ်နေရာမှာဆိုခင်ဗျားဖျားပြီလားတကယ်ခက်ခဲတော့ပြီလားဖျားပြီဆိုလို့ရှိရင်တော့ရှိုံမှာအရင်မတော်နဲ့အသက်ရှင်တဲ့ဖျားရှိလားယေရှုဖျားရှိလားတကယ်ရှိတယ်ဆိုလို့ရှိရင်ဒီဇောကောင်ကိုပြုတ်ရှိပါကိုနေပါယူလေးနဲ့ဆုတောင်းလိုက်ဒီနေ့ဒီလဒီပတ်ထဲမှာဒီဇောကောင်ပြုတ်တော်ပြီဆိုလို့ရှိရင်ငါနဲ့ကိုကွယ်နဲ့ယူလေးနဲ့ဆုတောင်းလိုက်နော်ခင်ဗျာအသက်တာပြောလိုက်မယ်နော်အဲ့တော့ဖာကနာတောက်ခက်ခဲတာအစမပြေတဲ့ချိန်မှာမူးတော့ရှိတယ်စောင်းပိုက်ရှိတယ်နွယ်သည်ရှိတယ်အဲ့တော့စောင်းပိုက်မှာဆင်ပြေလို့ရှိရင်မူးတယ်မှာဆင်မပြေဘူးအဲ့လိုဖြစ်နေတာအဲ့တော့ခင်ဗျာအဘိဓမ္မာရက်တမဖောတမမဖြစ်တော့ကျွန်တော်အတတ်နိုင်ဆိုကျွန်တော်ဘီလိုပုံစံဖျားကိုရှာမှာလို့ဆိုကျွန်တော်ပြောတာပါနော်အဲ့တော့ခင်ဗျာအဆုံးမပြေနဲ့နော်အဆုံးမပြေနဲ့ခင်ဗျာအစမပြေဆိုရင်တော့ထဲမှာတိတ်တိတ်ကလေးနဲ့တော့ပြေတော့တော့ထဲမှာဆိုတော့ကျွန်တော်ပြောတာလူမရှိတဲ့နေရာမှာနော်အဲ့တော့အားအပါရခင်ဗျာခေါ်ကြည့်လိုက်အသက်ရှင်နေဖျားတကယ်ရှိလားယေရှုဖျားရှိလားငါ့ကိုကူနေပါထူပါငါမှဒီလိုခက်ခဲရှိတယ်ငါမှဒီလိုအကျွေးရှိတယ်ငါမှပြန်ဖို့လားရှိတော့မရှိဘူးစားဖို့တော့မရှိဘူးဇောကရှိတယ်ဘာတစ်ခုခုပေါ့နော်ကောင်းကောင်းခေါ်ကြည့်လိုက်ကျွန်တော်ပြောတာလာမစုံနဲ့နော်ခင်ဗျခေါ်ကြည့်လိုက်တကယ်တော့တက်တီအထောက်ထားနဲ့ခင်ဗျတက်တာပြောလဲတယ်ဖျက်တကယ်တော့အမြင်ကိုနေတယ်ဆိုလို့ရှိရင်အချိန်မှာယေရှုဖျက်ကိုကိုယ်ပါကျွန်တော်မှတိုက်ပြောတာကျွန်တော်လည်းအရင်တော့ကခရစ်ယာန်နာမည်ခံနေပေါင်းများစွာဘာမှအကျိုးမရှိဘူးနော်မြန်မာပြည်မှာကြီးလာတယ်ထိုင်းမှာကြီးလာတယ်မလေးရှားမှာကြီးလာတယ်ဘာမှအကျိုးမရှိဘူးဒီအမေရိကရောက်မှနော်အမေရိကရောက်မှကဲဆိုတာကျွန်တော်ကြုံတာနော်အင်္ဂလိပ်စကားနားမလဲအင်္ဂလိပ်စာလည်းနားမလဲတကယ်ငါဒုံးတာအချိန်မှကျွန်တော်ကောင်းခေါ်တဲ့ချိန်မှာတကယ်ထူတာအတန်ကျဲတာနော်ဘယ်လိုတန်ကျဲတာငါမှဒူးစောကရှိတယ်ဒူးနော်အဲ့တော့ကျွန်တော်စုတောင်းတယ်အသက်ရှင်နေဖျားရှိလားငါဒူးကတိတ်ငါခဏကိုတော့မှမထမ်းနိုင်ဘူးပေါ့အဲ့လိုပုံစံအားမရှိဘူးအဲ့လိုဘာဖြစ်လဲဆိုတော့မသိဘူးကျွန်တော်စုတောင်းတယ်အသက်ရှင်နေဖက်ရှိလားအရင်တော့ကမြန်မာပြည်မှာနေတော့ကခရစ်ယာန်ပဲမလေးရှားမှာခရစ်ယာန်ပဲနော်အဲ့အလကားပဲခရစ်ယာန်နာမည်ကအလကားပဲဘာမှကိုကိုရဲ့ဖျားကူဒုက္ခရောက်တဲ့ချိန်မှာမကူနေဘူးလာမပြောဆိုမကူကွယ်နဲ့အလကားပဲကျွန်တော်ပြောတာတခါနခါခင်ဗျကုကွယ်ဖျားခင်ဗျတခါနခါအနေဆုံးနော်အမှန်ကန်တကယ်ကူနေလားတကယ်တက်တီထူလားအဲ့ဒါကိုတေချာကောင်းကောင်းနားထောင်ချက်နော်ခင်ဗျဒါမျိုးတက်တီထောက်ထားမရှိဘူးဆိုရင် तू မြက်ပြောရမစုံနဲ့အလကားပဲခင်ဗျဒုက္ခကြုံတဲ့ချိန်မှာဇောကာရတဲ့ချိန်မှာတကယ်ပြဿနာကြုံတဲ့ချိန်မှာခင်ဗျဖျားဆိုတာအလကားပြုတ်တော့ပြီဘာမှဆုံးချင်တာမရှိတော့ဘယ်ဘာတော့မဆိုမိစားချလိုက်အသက်ရှင်တဲ့ဖျားရှိလားယေရှုဖျားရှိလားဆန့်ချလိုက်ခင်ဗျဇောကာရှိလားအကျွေးရှိလားတကယ်ခက်ဖြစ်ပြီလားဘာတော့ဆန့်ချလိုက်နော်မိဆန့်ချလိုက်ယူလေးနဲ့ငါ့ကိုနေပါဇောကာရှိလို့ရှိရင်ဒီဇောကာကိုပြုတ်ကင်းပါကြည်ယူပြီးယေရှုနာမနဲ့အဆုတောင်းတယ်တကယ်တမ်းဒီဇောကာကိုပြုတ်ကင်းနေဆိုလို့ရှိရင်ငါနဲ့ယုံမယ်တက်ရှင်တဲ့ဖခင်ယေရှုဖခင်အဲ့လိုယူလေးနဲ့ဝန်ခံလိုက်ဆုတောင်းလိုက်နော်โอเคကျွန်တော်ချစ်လို့ပါအဲ့ဒါမျိုးတကယ်ကိုဒုက္ခကြုံတဲ့ချိန်မှာကိုကုကွယ်တဲ့ဖခင်ကိုအားကိုးလို့ရအောင်ကျွန်တော်ပြောတာပါခင်ဗျဘာဖခင်ကိုကုကွယ်လဲကျွန်တော်ခရီးမဆိုင်ဘူးခင်ဗျကုကွယ်တဲ့ဖခင်ကိုအားကိုးလို့ရတာအားကိုးလို့မရမကုကွယ်နဲ့တကားဘာလို့မှာလဲကိုတို့အမြင့်ရှိလားမရှိနဲ့မကုကွယ်နဲ့တကားဘာလို့မှာလဲကျွန်တော်ကြည့်ပါအမှန်ကန်ကျွန်တော်ရှင်းတာဒီချမ်းစာကိုဖတ်ပြီးတော့ယုံကြည်ရဆိုအလကားပဲတကယ်တက်တီထောက်ထားတဲ့ကူတကယ်ကိုနေမှာတကယ်လွတ်မြောက်ခိုင်းမှာဒီချမ်းစာကိုအမှန်ကန်ဖြစ်တာကိုမတက်တီမရှိဘဲချမ်းစာဘယ်လိုပဲဖတ်အလကားပဲ
ကျွန်တော်မှတက်ပြောတာကျွန်တော်တီးဖို့နေရအများကြီးပဲမလေးရှားမှာနေတော့ကလည်းရဲတွေကငါခေါင်းကနေပစ္စတိုနဲ့အဲ့လိုဇကန်လာလီငါပစ်ဖို့လာတာနောက်တယောက်ငါရှိကနေဒုံနဲ့ဓာတ်နဲ့လာတာကျွန်တော်လည်းသူ့တက်မယ်ဆိုလို့ရှိရင်ကျွန်တော်လူတက်တမခေါင်းကမတိုးဆိုတာကျွန်တော်ငယ်တော့ကကျဲဖို့တယ်ကျွန်တော်ဟုတ်တယ်လားဆိုပြီးတော့ကျွန်တော်ဒူးထောက်ပလိုက်တာကျွန်တော်အနှုတ်ကနေတော့မှအတန်မထွက်တော့ဘူးအချိန်အသိမရှိတော့ဘူးသူတို့ဓာတ်နဲ့လာတယ်ဒီမှာပစ္စတိုနဲ့နော်မကြုံလို့ရှင်ငါအိမ်သားမှာရှိတယ်တက်တီပေါကပ်ထမ်သူနဲ့ကျွန်တော်နဲ့သူ passport မိတ်သူကူပြီးတော့ကျွန်တော်စိုက်ကယ်ရှိဝယ်တာအတုဝယ်တာ तू ကငါနောက်မှာထိုက်တယ်ကောင်းနာထောက်ချက်နော်ငါ passport အတုနဲ့ကျွန်တော်စိုက်ကယ်အတုဝယ်တာအဲ့ရဲတယ်ငါ့ကိုလိုက်တာလိုက်ချိန်မှာအဲ့ passport original person ငါနောက်မှာထိုက်တယ်သူ့မှာ passport ကြိုက်တယ်ငါသူ့ passport အတုငါကြိုက်တယ်ဘယ်တော့ချက်ဆက်ကောင်းလဲစိုက်ကယ်အတုနော်အခုငါအင်္ဂါမှာရှိတယ် तू ကနော်ဒီဆိုမှသူဆောက်မှာရှိတယ်ပေါကဖန်နော်အဲ့တော့ငါစက်ကယ်ထပ်ပြီးစိတ်မှာငါနောက်ကနေရဲတဲ့အတော့လိုက်တာကျွန်တော်လည်းနောက်ဆုံးမှထုတ်လို့မရတော့ဘူးသူတို့ကငါ့ကိုဓာတ်နဲ့ပစ္စတိုနဲ့အဲ့တော့ကျွန်တော်အရင်ကကျွန်တော်အဲ့တော့ကျွန်တော်တွေးနေတာငါမသိခင်သူတို့နေရာသူကျွန်တော်တတ်တိုင်းနဲ့ဆိုပြီးကျွန်တော်အဲ့လိုတွေးခေါ်ရှိတယ်ဒါပေမဲ့လူတတ်သမားခေါင်းကံမတော့ငဲပြေတော့ဆိုတာကျွန်တော်ကြားဖို့တယ်အဲ့တော့ကျွန်တော်ဒါဆိုလို့ရှိရင်အသက်ရှင်တဲ့ဖျားရှိလားကျွန်တော်နှုတ်ကနေမထွက်တော့ဘူးငါလုံးကငါစိတ်လုံးတာကနေခေါ်တာနာမည်3မိနစ်လောက်ပဲအချိန်ရှိတာအသက်ရှင်တဲ့ဖျားရှိလားယေရှုဖျားရှိလားတကယ်ရှိတယ်ဆိုတော့ကိုကြီးတဲပါအဲ့ဒါမှငါတို့ရုံနေဆိုပြီးတော့ကျွန်တော်လက်ညှိုးပလိုက်တာပစ်ချင်ပစ်တတ်စစ်တတ်ဆိုပြီးတော့ကျွန်တော်အဆုံးပြပလိုက်တာဒါနဲ့လာပြီးဒီမှာပစ္စတိုနဲ့လာပြီးကျွန်တော်ဒီလက်ညှိုးတာကျွန်တော်မိပလိုက်တာကြောက်လို့မဟုတ်ဘူးနော်ကျွန်တော်အဲ့ဒါကိုကြောက်လို့မဟုတ်ဘူးပစ္စတိုကိုကြောက်လို့မဟုတ်ဘူးငါကိုယ်ကိုယ်နဲ့ဖျားတကယ်ရှိလားဆိုပြီးတော့ကျွန်တော်ဆင်ခေါ်ပလိုက်တာကျွန်တော်တတ်စစ်တတ်ဆိုပြီးတော့ကျွန်တော်အလိုနေတာကျွန်တော်ပြောတဲ့ချိန်မှာလိုလေးတကယ်ကြုံတဲ့ချိန်မှာလုံးဝလွယ်ရမဟုတ်ဘူးတိလားမလေးရှားမှာနော်သူမြင်နိုင်ငံမှာအဲ့လိုလက်နေတဲ့ချိန်မှာပစ္စတိုနဲ့ငါ့ကိုပြင်းမဲ့ကောင်ကအဲ့လိုသူ့လက်နဲ့အဲ့လိုချိန်လာအရှိမဓာတ်နဲ့လာတယ်အဲ့ကျတော့စခိုင်းမို့ဘူးကြစခိုင်းမို့ကငါအဲ့လိုဒိုးထောက်သူ့အချိန်မှာသူအိမ်ထဲကရုံးကနေရန်ငန်ဆိုပြတော့အတန်ထွက်တဲ့ချိန်မှာဒီလူငယ်တွေကနော်အဲ့လူငယ်တဲ့လူမဲ့တမတွေကသူ့ရှက်တမကိုအတန်ကျဲဆိုချိုင်ပစ္စတိုပစ်ပလိုက်ဓာတ်ပစ်ပလိုက်သူ့ရှက်တမကိုအတန်ကျဲဆိုသူတို့တာကြောက်သွားရန်ငန်ဆိုပြတော့မလောက်နဲ့ no ဒါဒီပေါ့မလေးစကနေဇန်ငန်လို့ခေါ်တယ်အဲ့စခန်းမွားနော်အမေလေးစိတ်မှာဘာဖြစ်ခင်များသူမြတ်လိုက်လာတယ်သူမြတ်လိုက်လာတယ်အဲ့လိုမေးစိတ်မှာကျွန်တော်ပြောပြလိုက်တာကျွန်တော်မသိဘူးဘာဖြစ်သူတို့ရိုက်လာငါမ passport ရှိတယ်ငါမစကမန်ကန်ကျွန်တော်အဲ့လိုဖြေလိုက်တာနောက်ကျတော့ပတ်စံနဲ့ယူတာပေါ့နော်တူလေးနဲ့ဖြေတယ်ကနကျွန်တော်ငါရှိတယ်ဆိုပြီးတော့တက်တီထော်တာနဲ့ကိုနေတာလွတ်လွတ်ခိုင်းတာနော်ကောင်းမလားနော်အချင်းသူဒီမှာပစ္စတိုနဲ့တိလားပစ္စတိုနဲ့အရှိမဓာတ်နဲ့လာသေးတယ်ကျွန်တော်တက်တင်နေပြောတာအဲ့တော့ဘယ်လောက်ခက်ခဲပါစေခင်ဗျာဘာကိုခွဲလာလဲခင်ဗျမွတ်စလင်လားဘူဒီစလားခရစ်ယာန်လားမပြောနဲ့ဒါလည်းကားပဲခင်ဗျကိုခွဲတဲ့ဖခင်ခင်ဗျကိုတကယ်ကိုနေဘူးလားခင်ဗျတို့အားကိုလို့ရလားခက်ခဲကြုံနေစင်မှာကျွန်တော်ချစ်လို့ပြတာနော်မင်းကျန်းစာဘယ်လိုပဲကြိုက်ဘယ်လိုပဲကျန်းစာပဲဟောအလကားပဲခင်ဗျာကိုခွဲဖခင်ကိုခင်ဗျအားကိုလို့ရတာကျွန်တော်မှတက်ပြောတာခင်ဗျာအားကိုလို့မရဘူးဆိုလို့ရှိရင်ခင်ဗျာပြဿနာကြုံတဲ့ချိန်မှာကောင်းမထားပါခင်ဗျာတားတမီးကိုမဆုံးမနိုင်တဲ့ချိန်မှာခင်ဗျာရောက်ကြခင်ဗျာကိုခရီးမဆက်တဲ့ချိန်မှာခင်ဗျာမင်းမခင်ဗျာခရီးမဆက်တဲ့ချိန်မှာခင်ဗျာတားတမီးခင်ဗျာကိုခရီးမဆက်တဲ့ချိန်မှာနော်ခင်ဗျာမေးပါခင်ဗျာကိုခရီးမဆက်တဲ့ချိန်မှာခင်ဗျာညီကိုမောင်မတိုင်ဝဲရအပေါင်းတဲ့ခင်ဗျာကိုပစ်ထားတဲ့ချိန်မှာခင်ဗျာစီးပွဲကြီးကိုငါဒုံဖတဲ့ချိန်မှာတခုခုခင်ဗျာဇောကာစုရတဲ့ချိန်မှာခင်ဗျာအကူလို့ရခင်ဗျာဖျောက်ကျွန်တော်အမှန်တိုင်းပြောတာနော်ကောင်းမထမ်းကျွန်တော်ချစ်လို့ပြောတာနော်အခု
파가 노죠. 꽁꽁 들이자로 리수도 신라 뭐 노노노. 파가나 popular 에 뜻이 뭐 no? 에카친 알론도 친 저는 해수. 파가나 루리 저는 공합이 실로 봐 no? 에라 no? 바이바이. 나? 나 카라니 마마 소로 알로 때문에 자고. 에로 파가나 루게리야 아소마 비네.အခုချိန်မှာကြောက်လက်သားကိုရေးကြည့်ပြီတအားကောင်းလာပြီကျွန်တော်နေတော့ကနော်အသားကြောက်ဆိုလို့ရှိရင်ဘာမှတန်ဖို့မရှိဘူးအဲ့လိုပဲနော်ဘော်ရီတာဘယ်လောက်ပဲကောင်းကောင်းနော်တပိတ်တာလောက်90တာလောက်ဆိုလို့ရှိရင်90တာလောက်ဆိုလို့ရှိရင်1500လောက်ပဲတန်တာ1500တပိတ်တာလောက်လက်ကောက်ကွင်းရပြီဆိုလို့ရှိရင်9000လောက်တန်တယ်အဲ့လိုပေါ့အခုချိန်မှာဘော်ရီတာလက်ကောက်ကွင်းရပြီဆိုလို့ရှိရင်တင်းနဲ့ထောင်တင်းသုံးထောင်အဲ့လိုပါကွာပြီအဲ့တော့ကောင်းကောင်းကြိုးစားချက်နော်နံပါတ်1မှာကျောက်စံနဲ့ပတ်သက်ကျွန်တော်နည်းနည်းခေါင်းအပြည့်ရှင်တယ်ကျောက်စံကြည့်တဲ့စိတ်မှာဂျန်ဒါနံပါတ်1မလေးလာနဲ့ဒီကျောက်သားကိုကောင်းတယ်ဆိုပြီးကောင်းအဲ့ဒါနားလည်အောင်ကြိုးစားလိုက်ကျောက်သားမကောင်းဘူးဆိုလို့ရှိရင်အလကားပဲအကြီးဘလောက်ပဲကောင်းပါစီဘလောက်ပဲအခါလာကောင်းပါစီအလကားပဲကျောက်သားကိုအရင်ကြည့်လိုက်ကျောက်သားနော်ကျောက်သားကိုကောင်းနားလဲအရင်ဘာသားလဲဘာသားဒါခရုံဆိုင်ဘူးဘာသားဖြစ်ကောင်းလားမကောင်းဘူးလားကောင်းမထားနော်ကျွန်တော်ပြောဆိုလို့ကကျောက်သားကောင်းနားမလဲဘူးဆိုလို့ရှိရင်ဘာမှအဓိပ္ပာယ်မရှိဘူးဒီမှာအရင်မြဲတယ်ဆိုတော့မဟွေနဲ့အရင်ဘယ်တော့ပဲကောင်းပါစီဘယ်တော့ပဲပြည့်ပါစီကျောက်သားတုံးလို့မရောက်ဆိုအလကားပဲတာမှုမရှိဘူးကောင်းမထားအဲ့တော့နောက်ဆုံးမှာကျွန်တော်ခင်ဗျားဘယ်မှာပဲနေကျန်းစာကိုလေ့လာကြည့်လိုက် online မှာ Google မှာလက်ရှိတယ်နော်ဖုန်းထဲမှာကွန်ပျူတာမှာ download ကျန်းစာကိုခင်ဗျားယုံကြည်ပါကျွန်တော်မပြောပါဘူးခင်ဗျားမြည်စမ်းကြည့်တကယ်အုံမြန်ပြီးတကယ်ခင်ဗျားတက်တာပြောင်းလဲတဲ့ကိုနေတယ်ဆိုရှင်ငါကိုကိုတဲ့ဖခင်ယေရှုဖခင်ဖဖခင်ဝိညာဉ်တော်ဖခင်ဖြစ်တယ်ခင်ဗျားမြည်စမ်းကြည့်လိုက်နော်ခင်ဗျားအစာငတ်တော့ဗလားဇောကနဲ့ခင်ဗျားအခက်ခဲကြုံပြီလားတခုခုခင်ဗျားဘာမှအကူရှိမရှိဘူးတကယ်ခင်ဗျားလက်မြတ်တော့ပြီလားစိတ်မပူနဲ့မီးဆန်းချက်လိုက်နော်ကျွန်တော်နောက်ဆုံးပြက်မယ်ခင်ဗျားအခက်ခဲရှိတယ်ဘယ်သူမှခင်ဗျားကိုခရီးမဆက်တော့ဘူးပြစ်ထားပြီခင်ဗျားပြန်ဖို့လည်းအဆင်မပြေဘူးနေဖို့လည်းအဆင်မပြေဘူးဘာမှလုပ်လို့မရတော့ဘူးနော်မထားမကြုံနဲ့တော့ထဲမှာတော့လိုက်အပြက်ကျွန်တော်လည်းတော့ထဲမှာတော့တယ်ယေရှုဖခင်တကယ်ရှိလားငါ့ကိုနေပါတကယ်လို့မြခတ်ပါဒီညဆိုဒီညအပြတ်ပြောလိုက်နော်မနေ့ဖက်ဆိုမနေ့ဖက်ဒီပတ်ဆိုဒီပတ်ဒီလာဆိုဒီလာအပြတ်ခင်ဗျာတတရှိရှိနဲ့တူခေါ်လာနော်ဒီပတ်ထဲမှာငါတက်တော့တကယ်ပြောင်းလဲခတ်တယ်ဒီပတ်ထဲမှာဒီဆယ်ချက်မှာဒီသုံးလေးချက်မှာငါတက်တော့ပြောင်းလဲခတ်တယ်ကူနေတယ်ငါ့ကိုတကယ်လွတ်မြခတ်တယ်ဆိုလို့ရှိရင်ငါတက်လို့ခင်ဗျာကိုကူနေဇုံကြည့်နေကုကွယ်နေခင်ဗျာဇန်တူဘယ်တော့မှကျွန်တော်ဖြစ်မှာမဟုတ်တော့ဆိုတာတတရှိတဲ့ခင်ဗျာတူတော့ဟဲ့မစကားပြောကြတယ်ဖျက်တကယ်နဲ့ခင်ဗျကူနေမယ်အဲ့ချိန်မှာခင်ဗျာအဇိုဟန်ဆောင်မလို့နဲ့ကျန်းစာရှာဝိုင်းကျန်းစာကောင်းဖတ်ကျန်းစာထဲမှာဖျက်တကယ်နဲ့တူမောင်းတာမုံလိုက်တူယူလိုက်ကောင်းမထားဘိုင်